ကာမပရဒပတ္တနာကံချွတ်ချွတ်ချင်းကြာရောက်၍နေကြကုန်သောသတ္တဝါတို့ဤဝိနာတိပျက်စီးဖို့ယံသည်ပစ္စုပတ္တိတေဥဒဲလာပြီဆိုရင်အနယောနီလွယ်နီမာရီဟာနယရူပေနာနီမံလမ်းမှန်ခဲ့သောဘာရီကိုဘာထင်ပြောနီမာရီကိုနီမှန်ထင်တယ်ဘယ်လိုသတ္တဝါတွေလဲကံချွတ်ချော်ခြင်းရောက်ကြတဲ့သတ္တဝါတွေပျက်စီးဖို့ဥတည်လာပြီဆိုရင်နေလွယ်နေမှားတွေကိုနေမှန်လမ်းမှန်ထင်ကြတယ်အနယောနယရူပေနအဲ့ဒါလွယ်လွယ်မှန်မှားတွေကိုအမှန်ထင်လိုက်ပြီဆိုလို့ရှိရင်ဟောဒိမက်ကမြဘယ်လိုနဲ့ပြေးမလဲကြီးပွားမှုမှန်သမျှအကုန်လုံးပျက်စီးသွားဗုဒ္ဓိမက်ကမြဆိုရင်ဗာလိုက်အသိဉာဏ်ဒီအလုံးချွတ်ချုံကြသွားတယ်ဒိဋ္ဌိအဲ့လိုယက်တည်နေကြရတယ်အလုံးရပြီနော်ကံချွတ်ချော်ခြင်းရောက်ပြီဆိုရင်မျက်စိဖို့ဥတည်လာကြပြီဆိုရင်လေနီလွယ်နီမားတွေကိုနေမှန်လက်မှန်ထင်ပြီးတော့လုပ်လိုက်ကြတာအသိဉာဏ်လည်းပြက်တိုင်းပြည်ရဲ့တိုးတက်ကြီးပွားခြင်းတွေလည်းအကုန်လုံးပျက်စီးတိုင်းပြည်တော့ကဖြစ်တယ်ဘယ်နဲ့ယသိသူတော်ကောင်းကိုဘာပြောကံလိုက်ကံဒီလို့ဆွဆွဲပြီးတော့အငြိကြီးနဲ့ဝိုင်းပက်တာဘယ်တိုင်းပြည်ကုံပပူရီစတာကဘယ်သူလဲပြည်သာမကစအဲ့ဒါကိုပရောဟိတ်ဆိုတဲ့မင်းဆရာတွေဝန်ကြီးတွေအမတ်ကြီးတွေနောက်ကလိုက်လောက်ကြဒီမင်းဆရာတွေဝန်ကြီးတွေရဲ့ခေါင်းမှာဘာညာမှမရှိပြည်သာမပြောတော့လိုက်လောက်ကုံပပူရီရဲ့ဒုက္ခအဲ့လိုဖြစ်တယ်